South တစ်ခုမှာကျွန်တော်တို့ကဖြတ်ဆွဲပြီးတော့ခန္ဓာကိုယ်လိုသလို position ယူပြီးအသုံးချလိုက်တာဖြစ်တယ်ရိုးရှင်းလေးပဲမြည်သည့်လေ့ကျင့်ခန်းမဆိုအားလုံးနှီးပါးကိုဒီပစ္စည်းနဲ့ဒီသဘောတရားကိုနားလည်ရုံနဲ့သုံးပြုပြီးလုပ်လို့ရတယ်ဆိုတော့တံပယ်ဖြစ်နေကြမလို့ဘူးဘာပဲဖြစ်နေကြမလို့တဲ့အိတ်ကြောက်ခဲအိတ်ဘီလက်မြေအိတ်ကြိုက်တာလုပ်လို့ရပါတယ်ဒီဗီဒီယိုကတော့အခက်ခဲရှိတဲ့သူတချို့အတွက်ကိုမျှဝေပေးတဲ့ဗီဒီယိုဖြစ်ပါတယ်ကျွန်တော် trainer live တစ်လျှောက်မှာကျွန်တော်ကိုယ်တိုင်လည်းပဲကြုံခဲ့ဘူးသလိုကစားသမားတွေကနေတဆင့်တချို့ဝါသနာရှင်ညီငယ်လေးတွေညီမငယ်လေးတွေကနေတဆင့်လည်းအမြဲတမ်းကြားရတဲ့ပြဿနာလေးတစ်ခုကိုဒီနေ့ဖြေရှင်းပေးမှာဖြစ်ပါတယ်ကျွန်တော်တို့တချို့ညီငယ်လေးတွေတချို့ညီမငယ်လေးတွေဒါမှမဟုတ်တချို့အယံဝါသနာပါတဲ့သူတွေအားကစားလုပ်တဲ့သူတွေလက်ကျင်ကန်လုပ်တဲ့သူတွေမှာပြဿနာလေးတစ်ခုရှိတယ်အခုလိုအချိန်လေးမှာဆိုရင်ပို့ပြီးတော့များတယ်ပေါ့နော်ကိုကပြပရောက်နေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်နယ်ထွက်ပြီးတော့လာနဲ့ရှိပြီးနေရတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုကခက်ခဲတဲ့ဒေတာမှာဂျင်းနဲ့ဝေးတဲ့ဒေတာမှာရောက်နေတာပဲဖြစ်ဖြစ်အဲ့လိုခါမျိုးမှာအလေးသုံးရတဲ့ဝင်သုံးလေ့ကျင့်ခန်းတွေလုပ်ရှင်တယ်အထူးသဖြင့်ညီငယ်လေးတွေဆိုရင်ကြွသားတိဆောက်ရှင်တယ် body weight လေ့ကျင့်ခန်းတွေကိုလည်းအမျိုးစုံကျွမ်းကျင်ချင်းလုပ်နိုင်တယ်တကယ် body weighting လေ့ကျင့်ခန်းတွေကိုကျွန်တော်တစ်ခုချင်းအာရုံစိုက်ပြီးဝင်သုံးပြီးလေ့ကျင့်ခြင်းတဲ့သူတွေရှိတယ်အဲ့ဒီခါမျိုးမှာဆိုရင်ဘယ်လိုလမ်းကြောင်းတွေရှာကြတယ်လဲဆိုရင်ကျွန်တော်တွေ့ရတော့တချို့ကဘီလက်မြေအလေးတုံးလေးလောက်ကြတယ်တချို့ကတော့ဘီလက်မြေနဲ့တံပယ်တွေလောက်တယ်ဘာပယ်လေးတွေလောက်ကြတယ်ပေါ့နော်တချို့ကတော့ resistant band သုံးပြီးလေ့ကျင့်တာတွေရှိမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေရှိကြတယ်ဒါပေမဲ့ကျွန်တော်ပြောပြမယ်တကယ်တော့တံပယ်ဖြစ်မှာမဟုတ်ဘူးဘာပဲရှိမှာမဟုတ်ဘူးခန္ဓာကိုယ်ရဲ့ mechanics ကိုနားလည်တယ်ကိုက body weight လေ့ကျင့်ခန်းနေနဲ့အခြေခံကောင်းကောင်းတည်တည်ချာချာကိုယ်ခန္ဓာကိုယ်နဲ့ gravity ကိုအသုံးပြုပြီးတော့လေ့ကျင့်ခန်းတွေလှုပ်ရှားမှုတွေကောင်းကောင်းလုပ်ခဲ့ဘူးရဆိုရင်အဲ့လိုလူတွေမှာဒီ kinesthetic awareness လို့ခေါ်တဲ့ကာယဉာဏ်ကြီးကောင်းတယ်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ motor redundancy လို့ခေါ်တယ်အဲ့ဒါကို motor redundancy ဆိုတာဒီအုံနောက်အာရုံကြောစနစ်နဲ့ကြွသားရဲ့ကြားထဲမှာကြုံရကြပန်းကြုံရင်ကြုံသလိုကြားရင်ကြားသလိုခန္ဓာကိုယ်ရဲ့ဘယ်အစိတ်ပိုင်းဘယ်နေရာကိုဘလို့အသုံးချပြီးဘလို့လှုပ်ရှားမှုလေးနဲ့အစားထိုးပြီးတော့ဒီဟာကိုလှုပ်ယူလို့ရတယ်ဖြည့်ရှင်းလို့ရတယ်ဆိုတာကိုသိတာကိုပြောတာတနည်းအားဖြင့်လှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့နီလန်ပေါင်းစုံကိုခန္ဓာကိုယ်ကသိနေတာအဲ့ဒါကို motor redundancy လို့ခေါ်တယ်ပြောချင်တာကတော့ခန္ဓာကိုယ်ရဲ့တကယ် body weight ပါတဲ့ movement ကိုမလုပ်ဘူးဆိုရင်ဒီလူတွေက motor redundancy အရာကြည့်မယ်ဆိုရင်အားနည်းတတ်တယ်ဒါကတော့ physical education ဆရာတွေကောင်းကောင်းသိရပေါ့နော်ကျွန်တော်ကိုယ်တိုင်ရဲ့လမ်းကြောင်းကလည်းလူတိုင်းကနေ့စဉ်ဘဝရဲ့အားကစားသမားတွေဖြစ်တယ်ဆိုတော့လမ်းကြောင်းပေါ်သွားတာဖြစ်တဲ့အတွက်ကြောင့်လူတိုင်းကိုကျွန်တော်က motor redundancy ကောင်းစေခြင်းတယ်ကာယဉာဏ်ကြီးပို့ပြီးတော့ဖြတ်လန်းတိုးတက်စေခြင်းတယ်ဒါကြောင့်ဒီနေ့ weight training ကိုရောက်ရင်ရောက်တဲ့နေရာမှာရှိတဲ့ပစ္စည်းနဲ့လုပ်လို့ရတဲ့နေလမ်းလေးတစ်ခုမြောက်ပေးမယ်ဆိုတော့ဒီ weight training ကိုလုပ်ဖို့အတွက်ဆိုရင်ကိုကရောက်ရင်ရောက်တဲ့နေရာမှာသဲအိတ်ဓာတ်မို့ကြောက်ခဲဓာတ်မို့ကြောက်ခဲတွေထည့်ထားတဲ့အိတ်ကြောက်စရည်တွေထည့်ထားတဲ့အိတ်တစ်လုံးကိုလိုချင်တဲ့လောက်ကီလိုကြိုက်တဲ့လောက်ထည့်လို့ရတယ်ဒါကမြေပြင်မှာကျွန်တော်တို့နိုင်ငံမှာဘယ်နေရာမှာဖြစ်ဖြစ်ပေါ်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့အတန်အသင့်ရှည်တဲ့ကျိုးနှချောင်းလိုမယ်ဒါဆိုရင်ရပြီဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့သတိထားမှာတစ်ခုရှိရဲကျိုးတစ်ချောင်းဒီကျွန်တော်တို့ဒီ weight ကိုတွဲလောင်းချီထားမှာဖြစ်တယ်နောက်ထပ်ကျိုးတစ်ချောင်းကတော့အတန်အသင့်အကွာဝေးကိုနီးတဲ့နီးမယ်ဝေးတဲ့ဝေးမယ်ကျွန်တော်တို့အသုံးပြုမဲ့လုံးမဲ့လက်ကျင်ကမ်းပေါ်မူတည်ပြီးတော့ကြိုက်တယ်လို့ adjust လုပ်လို့ရအောင်အရှည်လေးကအတန်အသင့်ရှိတဲ့ကျိုးတစ်ချောင်းလက်ကင်ကျိုးတစ်ချောင်းရယ်စုစုပေါင်းကျိုးနှစ်ချောင်းနဲ့8တဲ့8လို့ပဲဆိုတော့ဒီ8ထဲမှာထည့်တဲ့အလေးကတော့ကိုအသုံးပြုတဲ့လက်ကျင်ကမ်းကိုက chest fly ကိုသုံးမယ်ကိုက band over row ကိုဆော့မယ်ဆိုရင်အလေးများများနိုင်တယ်ကိုကလှုပ်ဖူးတယ်ဆိုရင်ကီလိုများများထည့်လိုက်ပေါ့ဒါအဖြစ်ရှင်းချင်းလေးပဲဆိုတော့တဲအိတ်နဲ့ပတ်သက်ပြီးတော့ကိုကလိုတဲ့လောက်ကီလို adjust လုပ်ရမယ်နောက်ပြီးတော့အဲ့တဲအိတ်ကိုကျိုးနဲ့တွဲလောင်းရှည်ရမယ်အဲ့တွဲလောင်းရှည်တဲ့အခါမှာကျွန်တော်တို့အမြင့်တစ်ခုကတိတိကျကျလေးနားလည်ထားဖို့လိုတယ်အဲ့တဲအိတ်ကိုကျွန်တော်တို့ကရင်လောက်ထားလို့မရဘူးခါလောက်ထားလို့မရဘူးကျွန်တော်တို့ရဲ့ရှင်းမျက်စိလောက်ကိုထားမှရမှာကျွန်တော်တို့ရဲ့ရှင်းမျက်စိလောက်ထားမှဒီတွဲလောင်းကျနေတဲ့ကျိုးဒီလွှဲတဲ့အခါမှာ gravity နဲ့နှိမ့်လေးကက်ကလေးရင်ဆွဲယူရတဲ့ကြောင့်တင်အားအများကြီးကိုကျွန်တော်တို့အားရပဲအခါစားမှာဖြစ်တယ်အဲ့လိုမဟုတ်ဘဲကျွန်တော်တို့ရဲ့ chest level ရင်အုပ်နဲ့ level လောက်ကိုထားမယ်ကျွန်တော်တို့ရဲ့ခါ level လောက်ကိုထားမယ်ဒူး level လောက်ကိုထားမယ်ဆိုရင်တွဲလောင်းကျနေတဲ့အလေးတစ်လုံးတစ်ခုကိုကျွန်တော်တို့လွှဲနေရတဲ့တူတူပဲဘာ tension မှခံစားမှာမဟုတ်ဘူးဒါကြောင့်ဒါကနံပါတ်1အရေးကြီးတယ်နောက်တစ်ခုကတော့ဒီတွဲလောင်းကျနေတဲ့အရာကိုကျွန်တော်တို့တွန်းကြည့်လိုက်ဒီအတိုင်း60ဒီဂရီတိုင်းကျနေတော့တွန်းမယ်ဆိုရင်ဘာအလေးဝင်မှခံစားမှာမဟုတ်ဘူးတဲအိတ်ကြီးဘယ်လောက်ကြီးနေတင်ကလေးလေးတောင်တွန်းနိုင်တယ်အဲ့ဒါကဒါပေမဲ့အဲ့လွှဲနေတဲ့အရာကိုခင်ဗျတန့်လိုက်မယ်ဒီလို45ဒီဂရီလွှဲသွားတဲ့ချိန်ကိုတန့်လိုက်မယ်တောင်းကျယ်တစ်ခုမှတန့်ပြီးတော့ဖန်ထိန်ထားမယ်ဆိုရင်တော့အဲ့တဲအိတ်ကြီးကိုခင်ဗျထမ်းရပြီပဲခင်ဗျတောင်းမိထားရတော့မှာပြန်မကြတော့အဲ့သဘောတရားကိုအသုံးချရဖြစ်တယ်ဆိုတော့ဒီ angular motion pendulum လေးဒီလိုတောင်းတစ်ခုကိုဖန်တီးပြီးလွှဲနေတဲ့တဲအိတ်ကိုတောင်းကျယ်တစ်ခုမှ
ဒီလိုတက်တစ်ခုပေါ့နော်ရေလောင်တမန်တွေလိုမျိုးစောက်တစ်ခုမှာကျွန်တော်တို့ကဖြတ်ဆွဲပြီးတော့ခန္ဓာကိုယ်လိုသလို position ယူပြီးအသုံးချလိုက်တာဖြစ်တယ်ရိုးရှင်းချင်းလေးပဲဆိုတော့ခန္ဓာကိုယ်မှာရှိတဲ့ body weight နဲ့သက်ဆိုင်တဲ့ hypertrophy နဲ့သက်ဆိုင်တဲ့လေ့ကျင့်ခန်းတွေ strength နဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေမြည်သည့်လေ့ကျင့်ခန်းမဆိုအားလုံးနှီးပါးကိုဒီပစ္စည်းနဲ့ဒီသဘောတရားကိုနားလည်ရုံနဲ့အသုံးပြုပြီးလုပ်လို့ရတယ်ဆိုတော့တံပယ်ဖြစ်နေကြမလို့ဘူးဘာပဲဖြစ်နေကြမလို့တဲ့အိတ်ကြောက်ခဲအိတ်ဘိလက်မြေအိတ်ကြိုက်တာလုပ်လို့ရပါတယ်